အုံးသီးပလာတာပေါ့နော်အုံးသီးပလာတာနှုတ်ကတစ်စောင်းဂျာကလက်ဖိတ်ကနေတစ်စောင်းလောက်ပေါ့နော်ဒါလေးကိုဖောက်အုံးကြီးပေါ့နော်နောက်တော့ဟုတ်ကဲ့ဟုတ်ကဲ့အုံးကြီးပလာတာပေါ့နော်这个毛不过去啊。哪哪里没偷着？这老高路的。ပြောပြီးတော့ဒီဆုံးမလို့ကဲအော်ဒီဗလာဒါလေးပါနော်